မင်္ဂလာပါဒေါက်တာဝိုင်ရဲ့ Warm Space ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျမကစိုးရိမ်မှုလွန်ကဲတဲ့ယောဂနဲ့စိတ်ကျန်းမာရေးနဲ့ဘယ်လိုဆက်ဆက်နေလဲဆိုတာကိုမျှဝေပေးခြင်းနဲ့အဲ့တော့ကျမစီကိုလာကြတဲ့ counseling လာယူကြတဲ့ client တွေမှာအကြောင်းအရာမရှိဘဲနဲ့ရင်းနေတုံတယ်အမြဲတမ်းထိတ်လန့်နေတယ်နောက်တစ်ခုကအနာဂတ်ကိုကြိုတွေးနေတယ်ပူပန်နေတယ်ပေါ့နော်အဲ့လိုမျိုးအရာမျိုးတွေဖြစ်ပေါ်နေတဲ့ client တွေရှိတယ်အဲ့တော့လူတွေကတော့သူတို့ထင်မယ်ဟာစိတ်နှုတ်လိုက်တာအတွေးများလိုက်တာလို့ထင်ကောင်းထင်နေနိုင်တယ်ဒါပေမဲ့ဒါဟာကုသဖို့လိုနေတဲ့ anxiety disorder ဖြစ်နေနိုင်ပါတယ်အဲ့တော့တာမန်စိုးရိမ်မှုနဲ့ယောဂဖြစ်တဲ့စိုးရိမ်မှုဘယ်လိုကွာခြားသလဲဆိုတာကိုကျမတို့လေ့လာကြည့်ကြမယ်အဲ့တော့ကျမတို့ဒီပြင်ပမှာ public speaking ပေါ့နော်လူရှိမှထွက်ပြီးစကားပြောရမယ့်အရာတို့နောက်စာမေးပွဲဖြေဆိုရမယ်ပဲဖြစ်ဖြစ်နောက်တစ်ခုဆိုလို့ရှိရင် interview တွေပေါ့နော် interview တွေသွားမယ်ပဲဖြစ်ဖြစ်ဒါတွေကျမတို့စိုးရိမ်မှုတွေရှိကြတယ်ဒါကတော့ဒါသဘာဝပဲပုံမှန်ပဲဒါပေမဲ့အကြောင်းအရာမရှိဘဲနဲ့အမြဲတစေစိုးရိမ်နေတယ်ဆိုလို့ရှိရင်တော့ကျမတို့ကဒါယောဂဖြစ်နေပြီအဲ့တော့အဲ့ယောဂနဲ့အတူဘာတွေပါလဲဆိုတော့ခန္ဓာကိုယ်မှာကျမတို့ရင်ဘတ်တွေအောင့်နေမူးတယ်အသက်ရှူကျက်တယ်အိတ်မပျော်ဘူးအစရှိတဲ့ခန္ဓာကိုယ်မှာလက္ခဏာရက်တွေကိုပါပြလာပြီပေါ့နော်ဆိုတော့အဲ့ဒါတွေဟာဘယ်လိုလုပ်ပြီးတော့စိတ်ကျန်းမာရေးနဲ့ဆက်ဆက်နေတယ်လဲဆိုတဲ့ဟာကိုကြည့်ရမယ်ဆိုရင်ဒီလိုစိုးရိမ်မှုတွေလွန်ကဲနေတဲ့ client တွေကသူတို့ကအာယုံဆိုင်မှုတွေမရတော့ဘူးအဲ့တော့လူတော်တွေကိုလည်းသူတို့မတိုးရဲဘူးသူတို့မကောင်းတာတွေကိုပဲသူတို့ကြိုပြီးတော့တွေးနေတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဆုံးဖြတ်ချက်ကိုလည်းသူတို့ကမချရဲဘူးမချရတဲ့အခါမှာနေ့စဉ်နဲ့အမျှဖြစ်လာတဲ့အခါမှာသူအရန်ကိုမှစိတ်တွေပင်ပန်းပြီးတော့ရေရှည်မှာနောက်ဆက်တွဲအနေနဲ့ depression ပေါ့နော် depression ဆိုတော့စိတ်ကြပေါ့နော်စိတ်ကြယောဂါကိုပါဖြစ်လာစေတယ်အဲ့တော့ဘယ်လိုဖြေရှင်းကြမလဲဆိုရင်ကျမတို့ anxiety တက်ပြီဆိုလို့ရှိရင်ကျမတို့ဒီစိတ်ထဲမှာရှိရမှာဒါဟာငါလက်ရှိတကယ်ဖြစ်နေတာမဟုတ်ဘူးနော်ဆိုရင်ပူပန်ကြောင်းကြတွေကနေပြီးတော့လှည့်စားနေတာဆိုတဲ့ဟာကိုသတိကပ်ရမယ်အဲ့တော့ကိုယ့်ရဲ့စိတ်ကိုကိုယ်ပဲကိုပြန်ပြီးခေါ်လာမလဲဆိုရင်ပြစ္ဆုတ်ပံကိုပြန်ပြီးခေါ်လာဖို့အတွက်က mindful breathing ပေါ့နော်အသက်ရှူသွင်းရှူထုတ်လေးခြင်းကန်ကိုလုပ်ပေးရမယ်နောက်တစ်ခုကကြတော့ကိုကဒီလိုမျိုး anxiety ရှိနေတဲ့အခါမှာကိုကရှက်တယ်နောက်တစ်ခုကကြတော့ငါကအရန်ပြော့ညံ့တာပဲဆိုတဲ့စိတ်မျိုးကိုလည်းမသွင်းစေချင်ဘူးအဲ့တော့တကယ်လို့ဒါတွေကိုသိထားမိတယ်ဆိုလို့ရှိရင်နားလည်တက်ကြွတဲ့ပညာရှင်နဲ့စောစောစီးစီးနဲ့ကုသမှုခံယူတတ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးတွေစိုးရင်ချိတ်လန့်မှုတွေအမြဲတစေဖြစ်နေပြီဆိုလို့ရှိရင်ကိုယ့်အကိုအထီးကျန်တယ်လို့ခံစားမနေရဘဲနဲ့ပေါ့နော်တိုင်ပင်ဆွေးနွေးဖို့လိုအပ်တယ်ဆိုလို့ရှိရင်Warm Space ကအမြဲရှိနေပါတယ်အဲ့တော့လိုအပ်တဲ့အခါမှာအကူအညီလိုအပ်တဲ့အခါမှာကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတိုင်ပင်နေတယ်ဆိုလို့ရှိရင်ဆက်သွယ်လိုက်ဖို့ဝင်မလေးပါနဲ့ဒီနေ့ပြောတဲ့အကြောင်းအရာလေးကကိုယ့်အတွက်အကျိုးတစုံတရာရှိစေခဲ့တယ်ဆိုရင် like and share လုပ်ပြီးတော့ community ကိုမျှဝေနိုင်ပါတယ်ဒေါက်တာဝိုင်ရဲ့ Warm Space ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေနဲ့အတူပြန်လာခဲ့ပါမယ်ရှင်